မက်ကောဟာတူးရဲတော်သမီးဖြစ်တာကြောင့်သူမဟာပြင်းရည်ညီငွေမှုတွေကိုစိတ်ကူးရင်မှုတွေနဲ့ကြော်ဖြတ်ဖို့အမြဲတမ်းကျင့်သားရနေခဲ့ပြီးသူမရဲ့ကောင်းထဲမှာစိတ်ကူးရင်လောကတစ်ခုလုံးကိုတိဆောက်ထားနိုင်သူဖြစ်ပါတယ်။နှစ်တွေကုန်လို့မက်ကောဟာအမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်လာပေမဲ့ဘာမှမပြောင်းလဲသွားပဲစိတ်ကူးရင်ရတာကိုနှစ်သက်နေတော့မှပဲသူမအတွက်တော့ဒါဟာလက်တွေ့ဘဝကနေထွက်ပြေးလွတ်မြောက်ရတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။သူမဟာကောလိပ်မှာစာပေဘာသာရပ်ကိုလေ့လာနေပြီးသူမရဲ့အစေးကိုဖတ်ပြီးတဲ့နောက်မှာပါမောက်ခမက်ကဒါဟာထူးချွန်တဲ့လက်ရတစ်ခုဖြစ်ကမက်ကောဟာအနည်းဆုံးဟာဘတ်စတက်ကတူမှာပညာသင်နေတဲ့လို့ပြောခဲ့ပါတယ်မက်ကောကတော့မြောက်ပင်ခံရလို့ဝမ်းသာသွားပြီးအတူတူကော်ဖီတောက်ဖို့ပမောက္ခရဲ့ဖိတ်ကြားချက်ကိုလက်ခံလိုက်ပါတယ်နယူးဂျာစီကနေထွက်ခွာပြီးပို့ပြီးနာမည်ကြီးတဲ့တက္ကသိုလ်တစ်ခုကိုတက်ရောက်နိုင်ခဲ့တဲ့မက်ကောရဲ့တငယ်ချင်းပီကာကတော့သူမကိုတတိပေးပါတယ်ပမောက္ခတွေဟာကျောင်းသူတွေကိုအကြောင်းရင်းမရှိပဲကော်ဖီဖိတ်မတောက်ပဲတစ်ခုခုကိုမျှော်လင့်နေတာသိချပေမဲ့မက်ကောကတော့မတ်မာအိမ်အောင်ရှိနေတဲ့အတွက်ဘာမှမမားဘူးလို့ထင်နေပါတယ်။ဒါပေမဲ့အရာအလုံးဟာပီကာပြောသလိုပဲဖြစ်လာခဲ့ပြီးမာကောကတော့ဒါဟာအချစ်လို့ရိုးရိုးလေးပဲဖြစ်နေပါတယ်။ပီကာကတော့ဒါကိုလုံးဝသဘောမကျပဲသူမရဲ့တငယ်ချင်းကိုဒီလူနဲ့ဝေးဝေးနေဖို့အကြံပေးပါတယ်။မာကောဟာသူမရဲ့အမေရှန်နွန်နဲ့ကော်ဖီဆိုင်မှာတွေ့ပြီးသူမကိုအရေးချင်းရှိတယ်လို့ထင်တဲ့ဆရာတယောက်အကြောင်းပြောပြတဲ့အခါရှန်နွန်ကတော့သူမသမီးလေးအချစ်ကိုခံစားနေရပြီဆိုတာချက်ချင်းသိလိုက်ပါတယ်။ပီကာကတော့မာကောကိုပမောက္ခနဲ့လမ်းခွဲဖို့အကြိမ်ကြိမ်တိုက်တွန်းနေတော့မှပဲဒါဟာကောင်းကောင်းမဆုံးနိုင်ဘူးဆိုတာသိချနေပေမဲ့မာကောဟာသူမကိုသူမမထိန်ချုပ်နိုင်တော့ပဲအချစ်တဲကျဆင်းသွားခဲ့ပါတယ်။ကောလိပ်ပြင်ပအားလက်ချိန်တွေမှာစပွဲတို့ဖြစ်အချိန်ပိုင်းလှုပ်ကင်နေတဲ့မာကောဟာ3ရက်လောက်ဆက်တိုက်ပြုတ်အမအီမတာဖြစ်နေကြရစားတော့ဆိုင်မန်နေဂျာတက်စ်ကကိုဝင်စစ်ဆေးဖို့အကြံပေးပါတယ်မာကောဟာညနေကြောင်းကိုမြင်လိုက်ရတဲ့အခါထိတ်လန့်သွားပြီးဘယ်လိုခံစားရမလဲဆိုတာမသိတော့ပဲနောက်တနေ့မှာပမောက္ခကိုအကြောင်းကြားလိုက်ပါတယ်မိကတော့ဒါကိုသူ့အလိုမရှိကြောင်းနဲ့မာကောသာကိုဝင်ကိုထားခဲ့မယ်ဆိုရင်သူမရဲ့အနာဂတ်ဟာပျက်စီးသွားလိမ့်မယ်လို့ရှင်းရှင်းလင်းလင်းပြောလိုက်ပါတယ်လုံးဝလမ်းပြောင်းနေတဲ့မိန်းကလေးဟာအမျိုးသမီးစိတ်ကန်းကိုသွားခဲ့ပြီးကလေးရဲ့နှလုံးခုန်တန်ကိုကြားလိုက်ရတဲ့အခါမျက်ရေတွေကိုမထိန်နိုင်တော့ပဲဆုံးဖြတ်ဖို့အချိန်သိမကျန်တော့တာကိုသိလိုက်ရပါတယ်ရှန်နွန်ကတော့သူမသမီးဟာဘာကြောင့်ဒီလောက်မစင်မကျင်ဖြစ်ရတာလဲဆိုတာနားမလည်နိုင်ဖြစ်နေပြီးသူမရဲ့ချစ်သူအစ်ကန်နီကဘာသာရေးအလွန်ကိုင်းဆိုင်သူဖြစ်တဲ့အတွက်ဒါကိုဘယ်လိုလက်ခံမလဲလို့စိုးရိမ်နေပါတယ်ရှန်နွန်ကိုယ်တိုင်လည်းတစ်ချိန်ကမမျှော်လင့်ပဲကိုဝင်ရခဲ့ပြီးဘသူရဲ့အထောက်ပံ့မှမရှိပဲရုန်းကန်ခဲ့ရတာဖြစ်ကဒီလိုအခြေအနေတွေမှာအမျိုးသားတွေဟာတာဝန်ယူရမှာကြောက်ပြီးထွက်ပြေးတတ်ကြတယ်လို့ယူဆပါတယ်မာကောဟာသူမရဲ့အဖေနဲ့စကားမပြောဖြစ်တာကြပြီးဖြစ်ပြီးသူတို့ဟာဘယ်တော့မှမရင်းနှီးခဲ့ကြပါဘူးရှန်နွန်ဟာမာကောရဲ့အဖေကိုကိုဝင်ရှိတဲ့အကြောင်းပြောပြခဲ့ပုံကိုပြန်တတိယနေပြီးအဲ့ဒီအချိန်မှာပဲသူဟာအိမ်ထောင်ရှိမှန်းသိခဲ့ရကသူမရဲ့နှလုံးသားကွဲကြည့်ခဲ့ရတာပါဒါပေမဲ့ရှန်နွန်ဟာသူ့ကိုအယမ်းချစ်ခဲ့ပြီးသမီးလေးကိုမွေးဖို့ဆုံးဖြတ်ခဲ့တာကိုတခါမှနောက်တမရခဲ့တော့လဲမာကောကိုတော့သူမလိုဘဝမျိုးမဖြစ်စေချင်ပဲအကယ်၍မွေးဖို့ဆုံးဖြတ်ရင်အရာအလုံးခက်ခဲပါလိမ့်မယ်မာကောဟာသူမမွေးကိုလုံးဝမချစ်တော့ဘူးဆိုတာသိသွားပေမဲ့တစုံတရာသောအကြောင်းပြချက်ကြောင့်ကလေးကိုထားချင်နေပြီးသူမရဲ့ဘဝမှာဒီလောက်လိုချင်ဆုံးအရာမရှိခဲ့ဘူးပါဘူးသူမနဲ့အတူနေတဲ့အဆောင်ဖော်တွေကကိုဝင်ကြောင်းနဲ့ကလေးအဖေဟာဆရာဖြစ်နေတာကိုသိသွားကြပြီးလုံးဝသဘောမတူကြပေမဲ့မာကောကိုကူညီဖို့ဆုံးဖြတ်ကဘေဘီရှိုးပွဲလေးလုပ်ပေးခဲ့ပါတယ်မဟုတ်ကတော့မာကောကလေးမွေးမယ်လို့သိလိုက်ရတဲ့အခါရှောင်ထွက်သွားတဲ့အတွက်မာကောဟာအရာအလုံးကိုတယောက်တည်းရုန်းကန်ရပါတော့မယ်လားတွေကုန်လွန်သွားပေမဲ့မြစ်ကိုတတိယတဲ့အချိန်မရှိနေပြီးသူမကိုကဘာပေါ်မှာအထူးခြားဆုံးအမျိုးသမီးလို့ပြောခဲ့တာတွေကိုပြန်တတိယမိပါတယ်ပီကာပြောတာအစကတည်းကမှန်ခဲ့တယ်လို့ပမောက္ခဟာရိုးတဲ့ကျောင်းသူလေးကိုအခွင့်ကောင်းယူသွားခဲ့တာပါမာကောဟာသူမရဲ့အဖေစီကိုစာတိုတွေဒါဇင်နဲ့ချီပို့ခဲ့ပေမဲ့ဘာအကြောင်းပြန်ချက်မှမရခဲ့ပါဘူးအမေနဲ့သမီးကလေးပစ္စည်းဝယ်ဖို့ဆိုင်ကိုသွားတဲ့အခါဈေးနှုန်းတွေကိုမြင်ပြီးမာကောထိတ်လန့်သွားကသူမရဲ့ကလေးဟာအကောင်းဆုံးတွေနဲ့ထိုက်တန်ပေမဲ့မပေးနိုင်ပါဘူးတွေးပြီးဝမ်းထဲနေတယ်လို့အမေရဲ့အထောက်ပံ့တာမရှိရင်မာကောဟာလုံးဝလက်ရှုံးမိမှာပါမတ်ကိုကားပါကင်မှာသူ့ဇနီးရှာယာနဲ့ကလေးနှစ်ယောက်နဲ့အတူတွေ့လိုက်ရတဲ့အခါမာကောဟာမအောင်နိုင်တော့ပဲသူတို့စီသွားလိုက်ပြီးမျက်နှာမှာဒေါသနဲ့နာကျင်မှုတွေဖုံးလွှမ်းအဲ့ဒီပါတဲ့မက်ကသူ့ဇနီးနဲ့ကလေးတွေကိုဆိုင်နဲ့အရင်လွတ်လိုက်ပြီးနောက်မာကောကိုဝင်ထားတာဟာသူမရဲ့ဆုံးဖြတ်ချက်တသက်တာဖြစ်ပြီးသူမရဲ့တာဝန်တာဖြစ်တယ်လို့ပြောတဲ့အပြင်ဒီကလေးဟာသူ့ကလေးဟုတ်မဟုတ်တော့မသိဘူးလို့ဆိုတာကိုကြားလိုက်ရတဲ့အခါမာကောဟာမြင့်တက်သွားရပါတယ်မာကောဟာမက်ကိုတင်မကပဲသူမရဲ့အမေကိုလည်းစိတ်ဆိုးနေပြီးသူမရဲ့အမေဟာမြေးလေးမွေးတော့မှာကိုတိတ်မပြောကုန်ရလို့ပါရှန်နွန်ကတော့သူမသမီးကိုချစ်တယ်လို့ဒီကလေးကိုလည်းချစ်မှာဖြစ်ပေမဲ့မာကောရရှိတဲ့ဘဝဟာအစတော့မပြောရသေးပဲဆုံးရှုံးသွားပြီဖြစ်လို့ဂုဏ်ပြုစရာမရှိဘူးလို့ဆိုပါတယ်မကြခင်မှာမာကောမွေးဖွားဖို့ပိုင်းတာလာပြီးရှန်နွန်ဟာသူမရဲ့သမီးပေးကနေတဘွားမှမခွာပဲလက်ကိုဆွဲထားပြီးကကျမ်းမာတန်ဆွမ်းတဲ့သားလေးတစ်ယောက်မွေးဖွားလာပါတယ်မာကောရဲ့အဖေချင်းဟာနမန်သမားဟောင်းတဦးဖြစ်ပြီးအခုတော့ပြန်လည်ထူထောင်ရေးစင်တာတစ်ခုမှရောက်နေပါတယ်မာကိုစေးယုံကဆင်းလာပြီးနောက်ခန္ဓာကိုယ်ပြောင်းလဲမှုတွေကိုအသားကျအောင်စူးစမ်းနေရတော့မှပဲကလေးကိုပိုဒီလို့နာမည်ပေးလိုက်ပါတော့တယ်မာကောဟာမိခင်တယောက်ဖြစ်ဖို့တင်ယူရမှာဖြစ်ပြီးသူမရဲ့ဘဝဟာဘယ်တော့မှအရင်လိုပြန်မဖြစ်နိုင်တော့ဘူးဆိုတာကိုလက်ခံရပါလိမ့်မယ်ရှန်နွန်ကအလုပ်လုပ်ရတာကြောင့်မာကောဟာကလေးနဲ့အတူတယောက်တည်းကြံရစ်ခဲ့ပါတယ်သူမဟာကလေးတွေကိုဘယ်လိုထိရမလဲဆိုတာမသိတဲ့အတွက်အရန်ကိုစိုးရိမ်ပူပန်နေပါတယ်သူမရဲ့အခန်းဖော်တွေကသူမကိုနှွေးထွေးစွာကြိုးဆိုကြပြီးအားလုံးကကလေးလေးကိုဝိုင်းချစ်ကြပေမဲ့ဘယ်မင်းကလေးကမှမာကောရဲ့နေရာမှာတကယ်မရှိကျင်ကြပါဘူးကလေးကအမြဲတမ်းငိုနေတာကြောင့်သူမကိုအိမ်မရအောင်လုပ်နေတယ်လို့မိခင်တို့တိုက်ကြွရတာကလည်းသူမအတွက်အရန်ကိုခက်ခဲပါတယ်ရက်အနေငယ်သာကုန်လွန်သေးပေမဲ့မာကောဟာသူမယူလို့မလို့ခံစားနေရပါတယ်စိတ်မကောင်းဖြစ်စွာနဲ့ပဲသူမဘက်ကကိုဖုံးဆက်ပြီးသူမမခံနိုင်တော့ဘူးလို့ဝန်ခံလိုက်ပါတယ်ဘသူကမှအမျိုးသမီးတယောက်ကိုမိခင်ဘဝဆိုတာပျော်ရွှင်မှုတွေမကပဲကိုဆုံးရှုံးရတာမျိုးလည်းဖြစ်နိုင်တယ်လို့ကြိုးမပြောခဲ့ကြပါဘူးထပ်ပြီးတီးမခံနိုင်တော့တဲ့အဆုံးမာကောဟာရှိုက်ကြီးတင်ငင်ငိုကြွေးပြီးသူမရဲ့ရင်ထဲမှာလေးလံနေသမျှတွေကိုအကုန်ဖွင့်ချလိုက်ပါတယ်မာကောရဲ့အခန်းဖော်တွေလည်းကလေးရဲ့မနာတမ်းငိုယိုမှုကြောင့်ပြင်ပန်းတွဲနေကြပါပြီကလေးလေးအိပ်ပျော်နေတဲ့ရှာရှာပပအချိန်လေးတွေမှာမာကောဟာစာရေးဖို့ကြိုးစားပါတယ်သူမဟာကလေးဘဝကလေးကစာရေးဆရာမတစ်ယောက်ဖြစ်ဖို့အိမ်မက်မက်ခဲ့တာပါကျင်းစာပြန်လဲထူထောင်ရေးစင်တာကဆင်းလာတဲ့အခါသူ့ရဲ့ဖုန်းပါဝင်ပိုင်ဆိုင်မှုတွေကိုပြန်ရရှိခဲ့ပါတယ်အခုမှသာသူ့သမီးစီကလာထားတဲ့စာတိုပေါင်းများစွာနဲ့ဖုန်းခေါ်ဆိုမှုတွေကိုသူမြင်ရတာပါကလေးကညဘက်မှာအကျယ်ကြီးငိုတာကြောင့်မာကောဟာအခန်းဖော်တွေနဲ့ပြိပခတွေစတင်ဖြစ်လာပါတယ်စူစီတယောက်ပဲသူမကိုဘာပဲဖြစ်ဖြစ်အမြဲတမ်းအားပေးကူညီနေတာပါချထားသူတွေကတော့စာမွေးပွဲအတွက်ပြင်ဆင်ဖို့လိုအပ်နေချိန်မှာမာကောရဲ့ဘဝကတော့ကလေးတိခံတွေနဲ့အေးအေးပြတ်တဲ့ညတွေနဲ့ပဲပြည့်နေပါတယ်
မျောလင်းချက်ကင်းမဲ့နေတဲ့အချိန်တွေမှာသူမဟာကလေးယူဖို့ဆုံးဖြတ်ခဲ့တာကိုခါခါတီးတီးနောက်တရားမိပါတယ်မာကောဟာသူမအမေကိုဖုံးဆက်ပြီးထပ်မတောင်းခံနိုင်တော့ဘူးလို့ပြောပေမဲ့ရှန်နုံကတော့သူမသမီးဟာရွေးချယ်စရာမရှိတာကြောင့်ကြော်ဖြတ်နိုင်လိမ့်မယ်ဆိုတာကိုသိနေပါတယ်မာကောဟာပတ်စံရေးတကြီးလိုအပ်နေပေမဲ့ကလေးထိန်မရှိပဲအလုပ်ပြန်ဝင်လို့မရတယ်လို့ကလေးထိန်ကားဖို့လည်းမတက်နိုင်သေးတာကြောင့်ဒါဟာအတန်တရားလည်းနေပါတယ်တစ်ဖက်မှာလည်းဂျင်းစ်ဟာနယူးဂျာစီကိုပြန်လာခဲ့ပြီးသူ့သမီးရဲ့စာတွေကိုပြန်ဖတ်ကြည့်ရင်းသူဟာအဖိုးတယောက်ဖြစ်သွားပြီဆိုတာကိုမယုံနိုင်အောင်ဖြစ်နေရပါတယ်။ဂျင်းစ်ဟာအများကြီးလွဲချော်ခဲ့ရပါပြီ။မာကောဟာဘိုဒီကိုသူမအမေနဲ့ထားခဲ့ပြီးစားတောက်ဆိုင်မှာပတ်စံလေးနည်းနည်းပါးပါးရဖို့အလုပ်ဆင်းဖို့လုပ်ပါတယ်။ရှန်နုံကတော့မာကောကိုကင်နီနဲ့မိတ်ဆက်ပေးဖို့စီစဉ်နေပါတယ်။ရှန်နုံဟာကင်နီဟာဂျင်းစ်နဲ့မတူပဲအရန်လူကောင်းတယောက်ဖြစ်တာကြောင့်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်မယ်လို့ယုံကြည်နေပါတယ်။မာကောဟာသူမအမေကကင်နီကိုမြင်မွေးတဲ့အကြောင်းမပြောရသေးဘူးဆိုတာသိလိုက်ရတဲ့အခါဒေါသထွက်သွားပါတယ်။ဒီကိစ္စကသူ့ရဲ့ဘာသာရေးယုံကြည်ချက်တွေနဲ့ဆန့်ကျင်နေရင်တော့မှသူမအမေအကုန်လုံးကိုမပြောပြမချင်းသူနဲ့မတွေ့ဘူးလို့ညင်းဆိုပါတယ်။မာကောဟာကလေးနဲ့အတူနေရန်လေးဖက်ကြမှာအချိန်ကြာကြီးနေခဲ့ရပြီးမှအလုပ်ပြန်ဝင်ရလို့တကယ်တော့ဝမ်းသာနေပါတယ်။ဒါပေမဲ့အဲ့ဒီဝမ်းသာမှုကကြာရှဒီမခံပါဘူးဘာလို့လဲဆိုတော့ရှန်နုံဟာမာကောရဲ့အလုပ်ခွင်တွေကိုကလေးကိုတိုက်ရိုက်ခေါ်လာလို့ပါအမေဖြစ်သူဟာမခံနိုင်တော့ပဲကလေးမရက်မနာငိုနေတာကိုသူမမတောက်ခံနိုင်တော့ပါဘူးဒါကသူမကိုအဖွားဆိုးတယောက်လိုခံစားရစေပါတယ်မာကောဟာသူမအမေကိုဖတ်ထားပြီးအရာအလုံးအဆင်ပြေသွားမှာပါလို့ကတိပေးပါတယ်ပြောင်းလဲမှုတွေကိုကျင့်သားရဖို့သူတို့နှစ်ယောက်လုံးအတွက်မလွယ်ကူပါဘူးမာကောဟာအာယုံစူးစိုက်မှုမရှိတာနဲ့အလုပ်ချိန်တွေခဏခဏပြတ်ကွက်တာကြောင့်အလုပ်ထုတ်ခံလိုက်ရပါတယ်တက်ကသူမကိုအိမ်ကနေအဝေးတင်အလုပ်လုပ်ဖို့အကြံပေးပါတယ်ဒါပေမဲ့သတင်းဆိုးတွေကအဲ့ဒီမှာတင်မရက်တတ်ပါဘူးမာကောရဲ့အခန်း